တိန်ကတုသမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့ဇက်တော်ကြီးဆယ်ပွဲတဲကမဟောတရာဇက်တော်ရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်မဟောတရာဇက်တော်ရှေ့အခါကဝိဒေဟရေတိုင်းမိထ္ထီလာပြည်၌ဝိဒေဟရေမင်းကြီးသည်တေနကအမတ်ပကုတအမတ်ကာမိဏအမတ်နှင့်ဒေဝိဏအမတ်ဟုသောမင်းတိုင်ပင်အမတ်တုခမိန်အမတ်တို့နှင့်အတူစိုးစံမင်းပြုလျက်ရှိသည်မိထ္ထီလာနေပြီးတော့၏အရှိမျက်နှာ၌ပါစီနယဝမစီကုန်းရွာအနောက်မျက်နှာ၌ပစ္စည်းမယဝမစကုန်းရွာတောင်အရက်၌ဒက္ခိဏယဝမြစ်စကုန်းရွာနှင့်မြောက်အရက်၌ဥတ္တရယဝမြစ်စကုန်းရွာတို့တည်ရှိသည်အရှိမျက်နှာအရက်၌တည်ရှိသောပါစီနယဝမြစ်စကုန်းရွာ၌တိရိဝဒနာအမည်ရှိသောတထေးကြီးနှင့်တထေးကတော်သူမနာဒေဝီတို့သည်ဆွေမျိုးအချံအယံတို့နှင့်ပြည့်စုံချမ်းသာလာသည်ဖျားလောင်းမဟောတရာသည်ယင်းတထေးကတော်သူမနာဒေဝီဤဝမ်းတွင်၌ပရိတ်တရေယူတော်မူသည်ဖွားမြင်သောအခါတကြားမင်းထားလာသောဆေးလုံးကိုကင်၍ဖွားမြင်လေသည်ထို့ကြောင့်မဟောတရာဟုသောအမည်ကိုမဲ့သည်ထိုဆေးလုံးကြောင့်တထေးကြီး၌ခုနှစ်နှစ်တိုင်ဆွဲကပ်လျက်ရှိသောခေါင်းကင်နာနှင့်လူအပေါင်းတို့၏ယောဂဝေဒနာတို့ပျောက်ကင်းလေသည်မဟောတရာပရိတ်တရေယူခြင်းနှင့်တပြိုင်နက်ဝိဒေဟရေမင်းကြီးသည်နန်းရင်ပြင်၌မီးတောက်လေးပုံအကြားမှာသိငယ်သောမီးတောက်အလျံတစ်ခုကလွှမ်းမိုးနေသည်ဟုအိမ်မက်မက်လေသည်ဝိဒေဟရေမင်းကြီးသည်မင်းချင်းတို့အားအိမ်မက်အရာပေါ်ပေါင်းပြီးပညာရှိကိုမြို့တော်အရက်လေးမျက်နှာသို့ဆေလွှ၍ရှာဖွေစေသည်မဟောတရာသည်အသက်9နှစ်အရွယ်တွင်ဖွားဖက်ငယ်ပေါင်း1000တို့နှင့်အတူတည်ဆောက်ထားသောထူးဆန်းအံ့ဩဖွယ်ကောင်းသောဇရက်ကိုမင်းချင်းတို့ရောက်ရှိစုံစမ်းရာဖျားလောင်းမဟောတရာဤစီမံတိဆောက်ခြင်းကိုသိရလျင်မင်းကြီးအားတင်လျှောက်ကြလေသည်မင်းကြီးလည်းအိမ်မက်အရာပေါ်ပေါက်လာသည်ပညာရှိသည်မဟောတရာဖြစ်မည်ဟုဝမ်းသာလျက်ခေါ်ယူရန်တေနကအမတ်ကိုတိုင်ပင်လေသည်တေနကအမတ်ကြီးကဤဇရက်ကိုစောက်လုပ်စီရင်နိုင်ုံများဖြင့်သူခမိန်မမြောက်သေးဟုကန့်ကွက်သည်မင်းကြီးလည်းအမတ်ကြီး၏စကားကိုယုံကြည်၍မင်းချင်းတို့အားမဟောတရာကိုဆက်လက်ဆောင်ကြည့်ရန်မှာကြသည်တနေ့သောအခါလူတစ်ယောက်သည်ဈေးမှာအမဲသားဝယ်ပြီးပြန်လာရာအမဲသားကိုစွန်တကောင်ဤတုတ်ချီခြင်းခံရသည်မဟောတရာသည်စွန်အရိပ်ကိုမှန်ကလက်ခုပ်တီးလျက်အထက်သို့ဟစ်အော်လိုက်ရာစွန်လည်းဝမ်းထဲသို့အတာပဝင်တကယ်သို့ထင်မှတ်၍အမဲသားကိုပြစ်ချပြီးပြန်ပြေးလေသည်ထိုတဲ့ရင်ကိုမင်းချင်းတို့ကမင်းကြီးထံတင်လျှောက်ရာတင်နကအမတ်ကြီး၏သဘောတူညီမှုမရ၍နန်းတွင်သို့ခေါ်နိုင်ခြင်းမရှိပါတနေ့သောအခါနွားပိုင်ရှင်အိမ်ငိုင်နေစဉ်တခိုးတယောက်ကထိုနာကိုခိုးပြေးသည်နွားပိုင်ရှင်တတိယ၍တခိုးကိုမြင်လျင်အပြေးလိုက်သည်သူပိုင်ကိုပိုင်အပြန်အလှန်လူနေကြသည်ကိုမဟောတရာသိလျင်ခေါ်ယူစစ်ဆေးသည်နွားပိုင်ရှင်နှင့်နွားတခိုးတို့အားနေ့စဉ်နွားကိုမိတို့အစာကျွေးသည်ဟုမေးသည်နွားခိုးသူကယာကူးနှင့်နှမ်းဖက်ကျွေးသည်ဟုဖြေပြီးနွားပိုင်ရှင်ကမူမြက်ကိုသာကျွေးသည်ဟုဖြေသည်ရှစ်ရှားရွက်ကိုအရေးဖြော်၍နွားကိုတိုက်သောအခါနွားဝင်းတက်တိဖြစ်၍မြက်ဖက်တို့ကိုသာတွေးရ၍နွားတခိုးနှင့်ပိုင်ရှင်ကိုခွဲခြားဆုံးဖြတ်ပေးလိုက်သည်ထိုတဲ့ရင်ကိုမင်းကြီးကြားလျင်မဟောတရာကိုခေါ်လို့တော့လေတေနကအမတ်ကြီးကကန့်ကွက်ပြန်သည်တနေ့သောအခါသူစင်းရဲမှတဦးသည်ချီလဲရွဲကိုချုပ်ပြီးရေချိုးနေစဉ်မိမငယ်တဦးကခိုးယူလေသည်နှစ်ဦးသည်သူပိုင်ကိုပိုင်နှင့်ညှင်းခုန်နေကြခြင်းကြောင့်မဟောတရာထံသို့ရောက်လာသည်မဟောတရာကလဲရွဲကိုမိသည့်ရနံ့ဖြင့်ဆွဖြန်းထားကြောင်းမေးမြန်းရာတွင်ခိုးသူကရနံ့ပေါင်းစုံဖြင့်ဆွဖြန်းထားကြောင်းပိုင်ရှင်ကရှစ်ရှားပွင့်ဖြင့်ဆွဖြန်းထားသည်ဟုဆိုသည်မဟောတရာကလဲရဲကိုရေခွက်ထဲသို့ချ၍အနံ့ခံစေခြင်းဖြင့်တခိုးကိုဖော်ထုတ်၍ဆုံးဖြတ်နိုင်ခဲ့သည်ထိုအကြောင်းကိုလည်းဝိတေဟရေမင်းကြီးကြားလျင်မဟောတရာအားနန်းတွင်သို့ခေါ်လို့တော့လေတေနကအမတ်ကြီးကကန့်ကွက်ပြန်သည်တနေ့သ၌ဝါကင်းဆောင်မိန်းမတယောက်သည်ခြီလုံးကိုရေကန်ဘေး၌ချ၍ရေချိုးနေစဉ်အခြားမိန်းမတယောက်ကခိုးယူထွက်ပြေးလေသည်ထိုမိန်းမနှစ်ယောက်ညင်းခုန်ကမဟောတရာထံသို့ရောက်ရှိလာကြသည်ရင်းတို့နှစ်ဦးအားခြီလုံးထဲ၌မိသည့်အရာခံ၍ထားကြောင်းမေးမြန်းရာခိုးသူကဝါစေ
ချီလုံးရှင်ကတီစစ်ထဲထားကြောင်းဖြေကြရာချီလုံးကိုဖြေ၍ကြည့်သောတီစစ်ကိုတွေ့ရ၍တခိုးမြည်သူဖြစ်သည်ကိုထင်ရှားလေသည်ဤအကြောင်းကိုမင်းကြီးကြား၍မဟောတရာအားနန်းတွင်သို့ခေါ်လိုတော့လေတေနကအမကြီးကရှေနီးတူစာပင်ကန့်ကွက်ပြန်သည်တနေ့တ၌မိန်းမတစ်ယောက်သည်တားငယ်ကိုရေကန်နား၌ချ၍မျက်နာတင်နေစဉ်ဘလူးမတစ်ယောက်သည်တားငယ်ကိုစားလိုတစ်ဖြစ်ခိုးပြေးလေသည်မိခင်ကမိလာ၍ခိတ်လေးကိုလူယူသည်မဟောတရာကခလေးကိုစီးပေါ်ထားပြီးမိန်းမနှစ်ယောက်တို့အားခြေနှင့်လက်တို့မှကိုင်စေပြီးမိမိဘက်ပါအောင်ဆွဲစေသည်မိခင်ဖြစ်သူကကလေးငယ်နာကျင်စွာငိုတန်ကြားရ၍တနာကမဆွဲရက်ပဲလွတ်ပေးလိုက်သည်ဘလူးမကမူမညာမတာဆွဲ၍နေသည်ကိုထောက်ပြ၍မိခင်ရင်ကိုဆုံးဖြတ်ပေးလိုက်သည်ဤအကြောင်းကိုဝိဒေဟရိမင်းကြီးကြား၍အာရဝန္တာဖြစ်တော်လဲတေနကအမကြီး၏ကန့်ကွက်စကားကြောင့်မခေါ်ယူနိုင်ပဲရှိရပြန်လေသည်တနေ့သောအခါဂေါတကာလာနှင့်ဇနီးဖြစ်သူဓိကဒါလာတို့သည်မိဘရက်ထံသွားရောက်၍လမ်းခရီးကြားတွင်မြစ်တစ်ခုသို့ရောက်ရှိကြသည်သူတို့သည်မြစ်ကိုမကူးဝင်ဖြစ်နေကြစဉ်တက်ကပီလီဆိုသူကအကူညီမီဟုဆိုကဓိကဒါလာကိုထမ်း၍ရေထဲ၌ထိုင်လျက်ကူးသွားသည်တစ်ဖက်ကန်းသို့ရောက်လျင်မိမကိုသွေးဆောင်ဖျားယောင်း၍ခေါ်သွားလေသည်ထိုအခါဂေါတကာလာသည်တေးစီလိုကတေးစီတော်ဟုဆိုကမြစ်ထဲသို့ခုန်ချလေရာရေတိမ်မှန်တီးရတော့သည်၎င်းတို့နှစ်ဦးအားမိလေလျင်ငါမယားဖြစ်သည်သူမယားဖြစ်သည်နှင့်အငင်းပွားကြလေသည်မဟောတရာထံသို့ရောက်လေလျင်လူသုံးဦးကိုခွဲခြားစေပြီးဓိကဒါလာ၏မိဘအမည်များကိုဖြေကြားစေခြင်းဖြင့်ဓိကဒါလာ၏ခင်မုန်းအမှန်ကိုဆုံးဖြတ်ပေးလေသည်ထိုအကြောင်းကိုဝိဒေဟရိမင်းကြီးသိရှိလိုတော်လဲတေနကအမကြီး၏စကားကြောင့်ရှေနီးတူပင်မခေါ်ယူနိုင်ပဲရှိရပြန်သည်တရားမင်းသည်မဟောတရာ၏ပညာဉာဏ်ကြီးမားပုံကိုပြလိုသောကြောင့်လက်ရထားစီလာသောယောက်ျားတစ်ယောက်၏လဲကိုခိုးယူမောင်းပြလေသည်မဟောတရာရှေ့သို့ရောက်လျင်လူတစ်ယောက်အားခေါ်ယူပြီးယထာကိုမောင်းစေသည်အငင်းအခုံဖြစ်သူနှစ်ဦးအားလဲရထားကိုလက်မလွတ်စေပဲပြေး၍လိုက်စေသည်ယထာရှင်မှာလူသားဖြစ်၍မောပန်းကမလိုက်နိုင်ပဲလက်လွတ်လိုက်ရသည်ထိုအခါမဟောတရာကယထာရှင်အစ်စ်ကိုခွဲခြားဆုံးဖြတ်ပေးသည်ထိုသတင်းစကားကြောင့်ဝိဒေဟရိမင်းကြီးသည်ခေါ်ယူလိုတော်လဲတေနကအမကြီးကကန့်ကွက်ပြန်သည်တနေ့သောအခါမင်းကြီးသည်မဟောတရာ၏ဉာဏ်ပညာကိုစမ်းသပ်လို၍တထွာခန့်ရှိရှားထုတ်တစ်ချောင်းကိုပေးပို့၍အရင်နှင့်အဖျားကိုရွေးချယ်စေသည်မဟောတရာကရှားထုတ်၏အလဲဘဟုတက်တဲမှကြိုးချီပြီးရေခွက်ထဲသို့ချစေသည်အရင်နှစ်သောအပိုင်းသည်အရင်ဖြစ်ကြောင်းရွေးချယ်၍ပြန်လဲလျှောက်တင်ခဲ့ရာမင်းကြီးကသဘောကျနှစ်သက်လာတော့လဲတေနကအမကြီး၏စကားကြောင့်တီးခံတော်မူရပြန်သည်မင်းကြီးသည်မဟောတရာ၏ပညာကိုထပ်မံစမ်းသပ်လိုပြန်သောကြောင့်ဥကောင်းခွန်နှစ်ခုကိုပေးပို့ပြီးယောက်ျားဥကောင်းခွန်မိန်းမဥကောင်းခွန်ကိုခွဲခြားစေသည်မဟောတရာကဥကောင်းခွန်နှစ်ခုအနက်ဥရေလိန်ရှက်သောကောင်းခွန်ကိုမိန်းမခွန်ဖြစ်ကြောင်းရွေးချယ်ဖြေကြားစေသည်မင်းကြီးလည်းအားရကျေနပ်တော်မူ၍ချီးမွမ်းလက်ရွက်ခေါ်ယူလိုတော်လေတေနကအမကြီး၏ကန့်ကွက်မှုကြောင့်မခေါ်ယူနိုင်ပဲရှိရပြန်သည်ဥကောင်းခွန်ပြဿနာကိုဖြေဆိုပြီးနောက်တနေ့တွင်မင်းကြီးသည်မွေဖိုမွေမနှကောင်ကိုဖမ်းစေပြီးမွေဖိုမွေမကိုခွဲခြားစေသည်ဥကောင်းကြီးပြီးအမီးဖွင့်၍မျက်စိကျဲလက်သောမွေသည်မွေဖိုဖြစ်ကြောင်းဥကောင်းငယ်၍အမီးသွဲပြီးမျက်စိချင်းကလက်ရည်မဆက်သောမွေသည်မွေမဟု၍ခွဲခြားပြရာမင်းကြီးသည်လွန်စွာဝမ်းမြောက်၍ခေါ်လိုပြန်သည်သို့သောတေနကအမက်ဤကန့်ကွက်မှုဖြင့်မခေါ်ယူရပဲရှိရပြန်သည်တနေ့တ၌မင်းကြီးသည်ထိပ်ပေါ်၌လက်ဘိုးရှိ၍ခြေနှက်ဖက်၌ဥကြိုရှိပြီးကိုလုံးဖြူလျက်အခါ၃ချိန်လုံးထွန်တက်သည့်နွားလာဥဒ္ဓပကိုပို့စေရန်မဟောတရာနေထိုင်ရာပါစီနယ်ရဝမြစ်စကုံးရွာသို့အမိန်ထုတ်လေသည်မဟောတရာကထိုအချက်များပြည့်စုံသောကြက်ဖအဖြူကိုပေးပို့စေခဲ့ရာမဟောတရာ၏ဉာဏ်ပညာကိုမင်းကြီးအားရတော်မူ၍ခေါ်ယူလိုပြန်သည်တို့ရာတွင်တေနကအမကြီးကရှေနီးတူစွာကန့်ကွက်ပြန်သည်ထို့နောက်တစ်ဖန်မင်းကြီးသည်ရှေးဘေးလောင်းတော်ကုလမင်းကြီးလက်ထက်ကတရားမင်းပေးဆက်ခဲ့သောအကောက်၈ပါးပါသည်နန်းစင်ပဒမြ၏ကျိုးဟောင်းပြတ်နေ၍ကျိုးတစ်တရန်အတွက်မဟောတရာနေထိုင်ရာသို့ပေးပို့စေသည်မဟောတရာကပဒမြအပေါဝနှစ်ဖက်ကိုပြားရည်များလိမ့်တုပ်စေသည်နုညံသောကပလာကျိုးစာကိုကြစ်ပြီးလျင်ပြားရည်တုပ်၍ကျိုးစာကိုပဒမြပေါဝကျိုးဟောင်းတစ်ဖက်နှင့်တေးထားပြီးပရွက်ကျင်းဤပိုးရွာတို့နေရလန်းဝါ၌တေးလျက်ပဒမြကိုထားလိုက်သည်ပ
ပရွက်ကျင်ဒီပိုးရွာတို့သည်ပြားရည်နှမ်းကြောင့်ဗဒများပေါက်တွင်ထိုးဝင်ကြိုက်ခဲစားတောက်ကြခြင်းတစ်ဖက်ကကျိုးတစ်ကိုကြိုက်ခဲစားတောက်ခါအပေါက်ကိုနောက်ဆုတ်ယူဆောင်ကြကုန်သည်ဤနည်းဖြင့်ဗဒများကိုကျိုးတစ်တက်ပြီးဖြစ်၍မင်းကြီးအားဆက်တာလေသည်မင်းကြီးသည်အလွန်နှစ်သက်တော်မူသောလေတေနကအမကပညာစမ်းရန်ကြံသေး၍ငန့်လင်ရန်လျှောက်ထားသဖြင့်မင်းကြီးလည်းပြဿနာတနည်းစီရင်ပြန်လေသည်နောက်တနေ့၌မင်းကြီးသည်နွားလားတကောင်အားဝမ်းဖောင်းအောင်ပဲပြုတ်ကိုကျွေး၍တကုံလုံးနှနှင်းတုပ်လိမ့်ပြီးလျှင်ထိုနွားလားဤဝမ်းတွင်မှသားကိုဖွာပေးရန်မဟောတရာနေထိုင်ရာအရက်သို့အမိန့်ထုတ်ခဲ့ပြန်သည်မဟောတရာကယောက်ျားတဦးအားမင်းကြီးထံသို့အရောက်သွားစေပြီးမိမိ၏ဖခင်သားမမွေးနိုင်၍ကယ်တော်မူရန်ငိုယိုပြောဆိုစေသည်မင်းကြီးကယောက်ျားစင်စစ်ဖြစ်လျက်သားဖွားရန်မဖြစ်နိုင်ကြောင်းပြောကြားလျင်ယောက်ျားကသားမဖွားနိုင်ပါကနွားလာသည်လည်းသားဖွားနိုင်မည်မဟုတ်ပါဟုရှောက်တင်လေသည်မင်းကြီးလည်းမဟောတရာ၏ညံစွမ်းဖြင့်ပြန်လည်ဖြေကြားခြင်းဖြစ်သည်ကိုသိ၍ခေါ်ယူလိုစိတ်ဖြစ်ပေါ်ရပြန်သည်သို့သောတေနကအမတ်စကားကြောင့်ငန့်လင်တော်မူရပြန်သည်နောက်တနေ့တွင်မင်းကြီးသည်စံလဲမဟုတ်ရေလဲမဟုတ်ထမင်းအိုးလဲမဟုတ်ခုံလောက်လဲမဟုတ်မီးလဲမဟုတ်ထင်းလဲမဟုတ်စသည်တို့ဖြင့်စီမံချက်လုပ်ထားသည်ထမင်းချင်းကိုမိန်းမလည်းမဟုတ်ယောက်ျားလည်းမဟုတ်သူကလမ်းမဟုတ်သည်မှပို့ဆက်ရမည်ဟုအမိန့်ထုတ်ခဲ့သည်မဟောတရာသည်ဇကွဲကိုနှင်းရည်ဖြင့်အိုးတစ်၌ထည့်ပြီးတစ်သားစိမ်၃ချောင်းထောက်ပေါ်တွင်ပုတ်မီဖြင့်တရွက်6ကိုလောင်စေ၍ချက်လေသည်ပြီးလျင်အင်္ဂါ10ပါးနှင့်ပြည့်စုံသောထမင်းချင်းဟု၍ကပီးထိုးကနဘုံပန်းနာကိုရွက်စေလျက်တောလန်းမှသွားရောက်ဆက်တာစေသည်မင်းကြီးလည်းဝမ်းမြောက်အားရဖြစ်ရပြန်သည်သောကြောင့်ခေါ်လိုတော်လဲတေနကအမတ်ကကန့်ကွက်ပြန်သည်တနေ့တ၌မင်းကြီးသည်မဟောတရာနေထိုင်ရာအရှိပါစီနှင့်ရဝမြစ်စကုံးရွာသားတို့အားတဲလုံကြိုးချစ်ကိုပို့ဆက်ရမည်ဟုအမိန့်ထုတ်ပြန်ခဲ့သည်မဟောတရာကစကားပြောလိမ္မာသူတဦးကိုရွေးပြီးမင်းကြီးထံမှမူလတရံအလုံးအထွာကိုနမူနာတောင်းခံစေသည်မင်းကြီးကတဲလုံကြည့်၍မရနိုင်သဖြင့်နမူနာမရှိဟုဆိုသည့်အခါလျှောက်ထားသူတို့ကတို့ဖြစ်လျင်ကျွန်ုပ်တို့ရွာသားများလည်းတဲလုံကြည့်၍မရနိုင်ကြောင်းပြန်၍လျှောက်တင်သဖြင့်ပြဿနာပြေလည်ခဲ့ရသည်မဟောတရာဤပညာပေးမှုဖြစ်သည်ကိုသိ၍မင်းကြီးကချီကျူးဝမ်းသာကခေါ်လိုတော်လဲတေနကအမတ်ကကန့်ကွက်ပြန်သည်တနေ့တ၌မင်းကြီးသည်အရှိပါစီနှင့်ရဝမြစ်စကုံးရွာသို့ကြာမျိုး၅ပါးနှင့်ပြည့်စုံသောဧကံပို့ဆက်သားရမည်ဟုစေတော်မူသည်မဟောတရာကရဲရင်စကားတတ်သောရွာသားတဦးကိုတကိုယ်လုံးရေစွတ်ဆို၍ရွှွနွန်လိုလိမ့်ကြံလျက်မင်းကြီးထံသို့ဝင်စေသည်ထိုသူကတင် जा ပေးလိုက်သည့်အတိုင်းတောမရေကန်ကိုရင်ကျေးပြီးလျင်မင်းကြီး၏ရေကန်တော်နှင့်မြားခေါ်လို၍ရေကန်တော်လွှတ်ပေးရန်ရှောက်တင်လေသည်မင်းကြီးကရေကန်ကိုစောင်းယူ၍မရနိုင်ကြောင်းဆိုသည့်အခါထိုသူကကျွန်တော်မျိုးတို့လည်းစောင်းယူ၍ရနိုင်မည်မဟုတ်ပါဟုရှောက်တင်ခဲ့သည်ထိုပြဿနာကိုဖြေရှင်းသူမှလည်းမဟောတရာဖြစ်သည်ကိုမင်းကြီးသိရ၍အပားတော်သို့ခေါ်လိုတော်လဲတေနကအမတ်ကြီးကကန့်ကွက်ပြန်သည်နောက်တနေ့တ၌မင်းကြီးသည်ဥယျင်တော်ဆက်သားရမည်ဟုစေပြန်သည်ရေကန်ပြဿနာနီးတူဥယျင်တော်ကိုမြားခေါ်ရန်မင်းကြီး၏ဥယျင်တော်ကိုဆေးလွှတ်ပေးရန်ရဲရင်၍စကားတတ်သောရွာသားတဦးကိုရှောက်တင်စေခြင်းဖြင့်ပြဿနာပြေလည်ခဲ့ရသည်မင်းကြီးသည်မဟောတရာ၏ဉာဏ်ပညာကိုအထူးအားရကျေနပ်သဖြင့်နန်းတွင်သူခမိန်အဖြစ်ခေါ်ယူထားလိုတော်လဲတေနကအမတ်ကြီး၏စကားကြောင့်အကြိမ်ကြိမ်ခေါ်ယူခြင်းမပြုနိုင်ခဲ့ကြထို့ကြောင့်မင်းကြီးသည်နှလုံးမသားမယာဖြစ်လာသည့်ကြောင့်ကိုတော်တိုင်းအရှိပါစီနှင့်ရဝမြစ်စကုံးရွာသို့ကြွချီတော်မူသည်လန်ခရီ၌မင်းကြီး၏မြင်းတော်မြေကျွန်းတစ်ဖြစ်ခြေကျိုးသည့်ကြောင့်နန်းတော်သို့ပြန်ခဲ့ရသည်နောက်တနေ့တွင်မင်းကြီးသည်တေနကအမတ်ကြီး၏အကြံပြုချက်အတိုင်းမဟောတရာထံသို့ယမန်နေ့ကအရှိပါစီနှင့်ရဝမြစ်စကုံးရွာသို့ထွက်တော်မူစဉ်ငါ၏မင်္ဂလာမြင်းတော်ခြေကျိုးရသည်ဖြစ်သောကြောင့်အရှိရဝမြစ်စကုံးရွာသားတို့ကမြင်းကောင်းတစ်စီးနှင့်တထေးတစ်ယောက်ကိုငါထံပို့ဆက်သားရမည်ဟုအမိန့်လွှာပေးပို့ခဲ့သည်အမိန့်တော်အမှာကိုကြားသိရသည်နှင့်မဟောတရာလည်းမြင်းကောင်းတစ်စီးဟူသည်မှာမိမိကိုရည်ရွယ်ပြီးတထေးတစ်ယောက်မှမိမိ၏ဖခင်ကိုဆိုလိုကြောင်းသိ၍ဖခင်အားရှေးဦးစွာတွားရောက်စေပြီး၎င်းကနောက်မှလိုက်ပါလာခဲ့သည်လမ်းတွင်မဟောတရာသည်တငယ်ဖော်များအားမြည်တကောင်ကိုဖမ်းယူစေခဲ့သည်မဟောတရာရောက်လာလျင်တထေးကြီးသည်ကြိုတင်ညှိနှိုင်းထားသည့်အတိုင်းမိမိနေရာမှဖယ်ပေးလေသည်မ
မဟောတရာကဖခင်တထေးကြီးဤနေရာသို့ဝင်ထိုင်လေသည်အမကြီးများနှင့်လူအများကကဲ့ရဲ့ကြသည့်အပြင်မင်းကြီးကလည်းမဟောတရာအားဖခင်ကိုမယိုသေးဟုပြစ်တင်စကားဆိုလေသည်ထိုအခါမဟောတရာကယူဆောင်လာသောမီးကိုပြ၍မီးတစ်ကောင်သည်မီးထီးနှင့်ဆက်ဆံ၍ပောက်ဖွာလာသောအတထိုမြင်းနှင့်မြီးတို့ဤတံပိုးကွာခြားလာသည်ကိုနှိုင်းရှင်ကတင်လျှောက်လေသည်တားသည်အဖထက်မြက်သည်လည်းရှိပေသည်ဟုမင်းကြီးသဘောပေါက်ချီးမြှောက်လေသည်မင်းကြီးသည်မဟောတရာအားတားအဖြစ်မွေးယူပြီးတထေးကြီးကိုလည်းရွာစားမင်းအရာမြောက်စားလေသည်မဟောတရာကရွေဖော်ဖွားဖတ်တော်တထောင်နှင့်အတူနန်းတွင်၌ခါစားရန်မတင်၍နန်းပြင်ကသာခါစားခွင့်ပြုရန်တင်လျှောက်သည်ကိုမင်းကြီးကသဘောတူလိုက်သည်မြို့ဤတောင်တကားဝအနီးရှိရေကန်အနီးတွင်ထမ်းပင်ရှိသည်ထမ်းပင်ပေါ်သို့ကြီးတိုက်တွင်အလွန်တောက်ပါသောဗဒမြားတစ်လုံး၏အရေးသည်ရေကန်ထဲသို့ထင်ဟပ်နေသည်လူအပေါင်းတို့ကရေကန်မှရေကိုတွန်းထုတ်တူးဆွား၍ရှာဖွေတော်လဲမတွေ့ရကြမဟောတရာတုခမိန်သည်ထမ်းပင်ထက်ကဗဒမြားအယောင်သည်ရေကန်၌ထင်ဟပ်နေသည်ကိုလေ့လာတွေ့ရှိရသောကြောင့်လူတစ်ယောက်ကိုတက်စေကအလွယ်တကူယူဆောင်ပေးလိုက်သည်မင်းကြီးသည်မဟောတရာ၏ပညာကိုမျက်မှောက်ထင်ထင်တွေ့မြင်ရသဖြင့်အလွန်နှစ်သက်ဝမ်းမြောက်လာသည့်ကြောင့်ဆုလက်များချီးမြှင့်လိုသည့်အပြင်အလိုရှိသမျှဝင်ထွက်ခံစားရန်ခွင့်ပြုလိုက်သည်တနေ့တ၌မင်းကြီးသည်မဟောတရာနှင့်အတူဥယျင်တော်တို့ထွက်တော်မူရာပုတ်တင်ညိုတကောင်သည်မင်းကြီးခြေရင်၌ခါစားသဖြင့်မင်းကြီးကနေ့စဉ်အမဲလေးရွေဘိုးဝဲကျွေးရန်ဥယျင်ဆောင်အားအမိန်ပေးခဲ့သည်ဥပုံနေကြရောက်သည့်နေ့တွင်အမဲဝယ်မရ၍ဥယျင်မူကပုတ်တင်ဤလဲ၌အတပြားလေး၍ဆွဲပေးထားလေသည်နောက်တစ်နေ့၌မင်းကြီးအားအယိုအသေးမပြုတ်ဘဲနေလေသည်ထိုအခါမဟောတရာကပုတ်တင်ညိုသားမကပညာရှိသူတို့သည်ပင်ဥစ္စာစည်းစိမ်ကိုမှီ၍မန်ထောင်လွှားတတ်သည်ကိုကြားနာစွာရှင်းလင်းလျှောက်တင်ခဲ့ရာမင်းကြီးကချီးမြှောက်လေသည်ကြော်စောထင်ရှားသောမဟောတရာတုခမိန်ပေါ်ထွန်းခြင်းမိထီလာပြည်၌နေသောပိန်ကုတ်တရအမည်ရှိလူလင်ပြိုသည်တက္ကသိုလ်ပြည်၌ပညာသင်ကြားတက်မြောက်၍ပါမောက္ခဆရာကြီးက၎င်း၏သမီးနှင့်ထိမ်းမြပေသည်ပိန်ကုတ်တရသည်ဖုံးမရှိဘဲဒိတာပါမောက္ခ၏သမီးသည်ဖုံးရှိသူဖြစ်၍သူတို့သမီးအနာသို့ကပ်၍မရပေ9ရက်မြောက်လျင်ပိန်ကုတ်တရလူလင်သည်မိဘများထံသူတို့သမီးနှင့်အတူပြန်လေသည်လမ်းတွင်တဖန်းပင်ကိုတွေ့လျင်သူတို့သမီးသည်စားလောင်နေသည်ကိုသိရှိ၍ကိုယ်တိုင်တက်၍ခူးစေသည်သူတို့သမီးသည်တဖန်းပင်ပေါ်သို့ရောက်ချိန်တွင်ပိန်ကုတ်တရလူလင်သည်အပင်ရင်း၌စူးများကာယံထားပြီးထွက်ပြေးလေသည်ဝိတေဟရေမင်းကြီးသည်ထိုနေ့နနက်၌ဥယျာဉ်တော်သို့ဆင်းစည်းလျက်ထွက်တော်မူသည်တဖန်းပင်အနီးသို့ရောက်၍သူတို့သမီးကိုတွေ့လျင်မေးမြန်းစုံစမ်းလေသည်သူတို့သမီး၏ဖြစ်ကြောင်းကုံစင်သိရှိရလျင်သူတို့သမီးအားနန်းတွင်သို့စင်တော်နှင့်ခေါ်ဆောင်သွားသည်ထို့နောက်ဥတုံပရာဒေဝီဟူသောဘွဲ့ဖြင့်မိဖုရားကြီးမြောက်တင်လေသည်တနေ့တ၌မင်းကြီးသည်ဥယျာဉ်တော်သို့ထွက်တော်မူရာမိဖုရားကြီးလည်းလိုက်ပါတော်မူသည်မြို့တကားဝအပြင်၌အရက်သားများနှင့်အတူလမ်းပြင်နေသောပိန်ကုတ်တရလူလင်ကိုမြင်လျင်မိဖုရားကြီးသည်အားရစွာရဲမိလေသည်မင်းကြီးသည်အမျက်ထွက်တော်မူ၍အဘဲကြောင့်ရဲရသည်ကိုမေးလေသည်မိဖုရားသည်ပိန်ကုတ်တရလူလင်အားတွေ့ရ၍ရဲမောမိသည်ကိုအကြောင်းဆုံးရှင်းလင်းလျှောက်တင်တော်လဲမင်းကြီးကမယုံကြည်၍တက်မြည်ပြုလေသည်မိဖုရားကြီးတောင်းပန်သည့်အခါသေနကအမကြီးအားတိုင်မြင်ရာအမကြီးကလည်းယုံကြည်မှုမရှိပေသို့အတွက်မဟောတရာကဖုံးချက်တရေရှိသောသူနှင့်ဖုံးကံမဲ့သူတို့ထက်တူမရှိနိုင်ကြောင်းမဟာသမုဒ္ဒရာ၏ကံတစ်ဖက်နှင့်တစ်ဖက်ဝေးကွာလာတဲ့ကဲ့သို့ကောင်းကင်နှင့်မြေကြီးဝေးကွာသလိုသူမျက်နှင့်သူယုံမာတို့ကွာလန်းကြကြောင်းဥပမာများနှင့်မိဖုရားဖြစ်စဉ်ကိုယုံကြည်ကြောင်းရှောက်၍မိဖုရားကြီးချမ်းသာရလေသည်မိဖုရားကြီးသည်ကျေးဇူးတင်၍မဟောတရာအားမောင်အဖြစ်ကျွေးမွေးခွင့်နှင့်အစားအစာများအချိန်မရွေးပို့နိုင်ရန်တကားကိုပိုင်ခွင့်တောင်းပန်ရာမင်းကြီးကခွင့်ပြုလိုက်လေသည်တနေ့တ၌မင်းကြီးသည်စင်းကြံရှောင်နေစဉ်စိတ်နှိခွေးတို့တင့်တင့်မိတ်ဆွေဖြစ်နေသည်ကိုလေးသားတကားမှတွေ့လိုက်ရသည်စိတ်သည်ခွေးအားစဖိုးဆောင်မှအမဲကိုခိုး၍ပေးပြီးခွေးသည်စိတ်အားစင်တင်းကုန်းမှမြက်ကိုခိုးပေးလေသည်ထိုအကြောင်းကိုပြဿနာပြု၍မိုးတောက်သောသူခမိန်9ယောက်တို့အားမေးလေသည်တေနကအမကြီးကဦးဆောင်၍တ
နေ့မြအချိန်ပေးလင်ရှောက်တင်စရာမင်းကြီးကခွင့်ပြုလေသည်မဟောတရာသူခမိန်သည်မင်းကြီးထံမှထပေးလျင်အမှုကိုဆင်ခြင်လိုသောကြောင့်ဥတုံပရာဒေဝီမိဖုရားထံသို့သွား၍ယမန်နေ့ကမင်းကြီးကြာမြင့်စွာရက်တော်မူသည့်နေရာကိုမေးမြန်းဆင်ခြင်သောအဖြေမှန်ကိုရရှိလေသည်အပတ်လေးဦးတို့ကမဟောတရာအားအဖြေမေးသည့်အခါမဟောတရာကအရေးအမွန်မြသာအဖြေကားတာတပုတ်စီနှုတ်တိုက်ချသိမ်းပေးလိုက်သည်နောက်တနေ့မိုးတောက်သောအခါအမတ်လေးဦးတို့ကမဟောတရာတင်ပေးလိုက်သည်ဂါရာတပုတ်စီဖြင့်အကျဉ်းမြသာဖြေဆိုနိုင်ပြီးမဟောတရာမှာအပြည့်အစုံရှောက်တင်ဖြေကြလေသည်မင်းကြီးသည်သူခမိန်၅ဦးစလုံးအားချီးကျူးလေလျင်မိဖုရားကြီးကအဖြစ်မှန်ကိုတင်လျှောက်သည်တနေ့တနိုင်မင်းကြီးကဤလောက၌လူနှစ်ယောက်ရှိရာတစ်ယောက်ကပညာရှိ၏စီးစိမ်ချမ်းသာမှုမရှိတစ်ယောက်ကစီးစိမ်ရှိ၏ပညာမရှိထိုလူနှစ်ယောက်တို့တွင်မိသူကမြတ်တနည်းဟုမေးမြန်းလေသည်တေနကအမတ်ကပညာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဥစ္စာရှင်၏အစေအပါးသာဖြစ်ရ၍ဥစ္စာကမြတ်ကြောင်းဖြေကြသည်မဟောတရာကမူဥစ္စာကြောင့်လူများသည်မကောင်းမှုကိုပြုတတ်သည့်ကြောင့်အပယ်၌ကြတတ်သဖြင့်ပညာရှင်ကသာအဖြစ်ကိုမြင်၍စင်ကြင်နိုင်သည်ဖြစ်၍ပညာကမြတ်ကြောင်းလျှောက်တင်လေသည်ထိုအခါတေနကအမတ်ကပညာရှိသောခေါင်းဝိန်နာတထေးကိုလူအများမိခိုရကြောင်းတတ်သေးထုတ်လျင်မဟောတရာကဥစ္စာသည်အခိုက်အတန့်သာဖြစ်၍ပညာမရှိကဥစ္စာအသည်မဖန်ဆီးနိုင်သဖြင့်ပညာသားလျင်မြတ်ကြောင်းလျှောက်တင်ပြန်သည်တေနကအမတ်ကဥစ္စာကျွဲဝသူကိုအရရက်ရှိလူများခိုလုံရကြောင်းတင်လျှောက်ပြန်လျင်မဟောတရာကပညာရှိမှသာလျှင်တန်တရား၌ကောင်းမှုမကောင်းမှုကိုခွဲခြားနိုင်မည်ဖြစ်ကြောင်းလျှောက်တင်သည်တဖန်တေနကအမတ်ကပညာရှင်သည်ဥစ္စာရှင်ထံသို့ဝင်ခိုရမြဲဖြစ်ကြောင်းတင်လျှောက်ပြန်ရာမဟောတရာကဥစ္စာရှင်ဖြစ်တော်လေလူမိုက်စကားသည်ပညာရှိကိုမလွန်ဆန်နိုင်ကြောင်းခြေပသည်ထိုအခါတေနကအမတ်ကဥစ္စာရှင်၏စကားကိုသာလူအများနာခံကြရကြောင်းတင်လျှောက်လျင်မဟောတရာကလူမိုက်သည်ကဲ့ရဲ့ခံရကြောင်းတဖန်တေနကအမတ်သည်ပညာရှင်သည်ဥစ္စာရှင်ဤရှေ့၌ပညာစွမ်းမပြနိုင်ကြောင်းလျှောက်တင်လျင်မဟောတရာကပညာရှိသည်ကိုကျိုးသူတစ်ပါးအကျိုးဆောင်ရွက်နိုင်ပုံကိုတင်လျှောက်သည်ထိုအခါတေနကအမတ်ကကျွန်ုပ်တို့ပညာရှင်၅ဦးသည်ဥစ္စာရှင်မင်းကြီးအားခါစားနေရကြောင်းတင်လျှောက်လျင်မဟောတရာကမင်းကြီးသည်ပြဿနာများပေါ်လာသောအခါပညာရှိများကိုသာမေးရကြောင်းတင်လျှောက်သည်ထို့အပြင်မြည်သည့်စည်းစိမ်ရှင်လူမိုက်များပညာရှိကိုလွန်မြောက်နိုင်ခြင်းမရှိကြောင်းတပိညုဒာညံတော်ရာဖျားရှင်မြတ်စွာဘုရားကိုတတ်သိပြု၍ရှောက်တင်လေလျင်တေနကအမတ်သည်ပြန်လဲခြေပနိုင်စွမ်းမရှိတော့ပြီမင်းကြီးလည်းမဟောတရာအားချီးမြှောက်လေသည်ဤသို့ဖြင့်မဟောတရာသူခမိန်သည်အသက်16နှစ်အရွယ်သို့ရောက်လေလျင်မိဖုရားကြီးဒုံပရဒေဝီကထိုက်တန်သောတတိုးသမီးနှင့်ထိမ်းများပေးရန်ကြံရွယ်လေသည်မဟောတရာကမိမိနှစ်သက်သူကိုရွေးချယ်ရှာဖွေတွင်တောင်းခံရာအချုပ်သမားအသွင်ဖြင့်တယောက်တည်းမြောက်တကားမှဥတ္တရယဝမျက်စိကုန်းရွာသို့သွားလေသည်ထိုရွာ၌စီးစိမ်ပြုံးတီးသဖြင့်လေယာဖြင့်အသက်မွေးနေသောတထေးဟောင်းလင်မယားရှိသည်ထိုလင်မယား၌အမရာအမည်ရှိသောသမီးတစ်ယောက်ရှိပေသည်မဟောတရာရောက်ရှိသည့်နေ့တွင်အမရာသည်ဖခင်ရှိရာလေတော်သို့နနက်စာရာကိုတွားပို့ရာမဟောတရာနှင့်ဆုံလေသည်မဟောတရာသူခမိန်သည်အမရာအားအိမ်တော်ရှိမရှိကိုလက်ဆုပ်ပြ၍မေးရာအမရာကဉာဏ်ပညာရှိသူဖြစ်သည်ဖြင့်အိမ်တော်မရှိကြောင်းကိုလက်ဝါးဖြန့်၍ဖြေဆိုသည်ထိုအခါမဟောတရာကအမည်ကိုမေးလျင်အမရာကအတိတ်ပြစ္ဆုတ်ပံအနာဂတ်တို့၌မရှိသောအမည်ဖြစ်ကြောင်းဖြေလျင်အမရာဖြစ်ကြောင်းသိရှိရလေသည်မဟောတရာနှင့်အမရာတို့သည်အပြန်အလှန်စကားဝတ်ဖြင့်ဆက်လက်မေးမြန်းဖြေဆိုကြသည်ထို့နောက်မဟောတရာသည်အမရာတိုက်ကျွေးသည်ယာကုကိုတောက်၍အမရာ၏နေအိမ်သို့ကြိုတင်သွားနှင့်လေသည်အမရာ၏မိခင်လည်းအဲဝတ်ကြီးစွာကြိုဆိုခဲ့သည်မဟောတရာသည်9ရက်ကြာနေထိုင်ပြီးအမရာအားလေ့လာရာပညာစမ်းသပ်လေသည်စံတခွက်နှင့်မုတ်ကျိုရာကူထမင်းစသည့်သုံးမျိုးကိုချက်ဆေးခဲ့ရာအမရာကစံရင်းကိုထမင်းစားလက်ကိုရာဟုနှင့်စကွဲကိုမုတ်ကျိုလုပ်ပေးသည်မဟောတရာကထမင်းရာကူမုတ်ကျိုတို့ကိုညံကြောင်းပြစ်တင်ပြောဆိုတော်လဲအမရာသည်ဒေါသအမျက်မထွက်ဘဲတီးခံလေသည်မဟောတရာသည်အမရာမှာမိမ့်မမြတ်ဖြစ်ကြောင်းစမ်းသပ်သိရှိရပြီးနောက်ရွာ၌အဝတ်ပစိုးချုပ်ရသောဥစ္စာနှင့်အတူအိမ်ကပါလာသောအတပြားတစ်ထောင်တို့ကိုတထေးလင်မယားတို့
အားပေးအခါအမရာအားလက်ထပ်ခွင့်တောင်းလေသည်အမရာ၏မိဘတို့သည်မဟောတရာအားဉာဏ်ပညာပြည့်စုံ၍မျိုးကောင်းဆွေကောင်းသားအမှုအရာနှင့်လက္ခဏာလည်းပြည့်စုံသည်ကိုတည်တည်ဖြစ်၍နှစ်သက်သဖြင့်အမျိုးအမည်ကိုမျှမမေးဘဲခွင့်ပြုလိုက်လေသည်မဟောတရာသည်အမရာအားမြို့သို့ခေါ်ဆောင်လာရာလမ်းခရီးတွင်ထီးနှင့်ဖနက်ကိုပေးသည်အမရာသည်လွင်ပြင်း၌ထီးကိုမဆောင်ဘဲတစ်ပင်တစ်ခတ်တို့အောက်ရောက်လျင်ထီးဖွင့်ဆောင်သည်ရေမရှိသောမြေပြင်၌ဖနက်ကိုမစီးပဲရေရှိရာအရက်ရောက်မှသာလျင်ဖနက်ကိုစီးသည်မဟောတရာကမေးလျင်တစ်ပင်အောက်၌တစ်ကိုင်းဆွေးများကြမည်ဆို၍၎င်းရေထဲ၌စူးငုတ်တို့ရှိမည်ဆို၍၎င်းဖြစ်သည်ဟုကိုကားဖြေဆိုသည်ခရီးဆက်ကြရာဇီးပင်တပင်သို့ရောက်လျင်မဟောတရာကဇီးသီးစားလိုကြောင်းပြော၍အမရာသည်ဇီးပင်ပေါ်သို့တက်၍ခူးယူပြီးဇီးသီးပူကိုစားလိုသလိုဇီးသီးအေးကိုစားလိုသလိုဟုမေးသည်မဟောတရာကဇီးပူကိုစားလိုကြောင်းပြောလျင်အမရာလည်းဇီးသီးကိုမြေပူရာမြူးမှုတ်ဖို့သို့ချလိုက်သည်မဟောတရာလည်းဇီးသီးအေးကိုစားလိုကြောင်းထပ်မံပြောဆိုသောအခါအမရာသည်ဇီးသီးကိုမြက်ပင်ပေါ်သို့ချပေးသည်မြို့သို့ရောက်လာကြသောအခါမဟောတရာသည်အမရာအားတကမူးအိမ်၌ထားခဲ့ပြီးကျုံယုံတအူးအားငွေအတပြ1000ဖြင့်ဖျားယောင်းစေသည်အမရာကအတပြ1000သည်မိမိခင်မွန်း၏ခြေဘဝ၌ကတ်သောမြူများလောက်အဖိုးမထိုင်မိမိလွတ်လပ်သူမဟုတ်ကြောင်းပြော၍ညင်းဆိုသည်3ကြိမ်တိုင်တိုင်သွား၍ဖျားယောင်းတော်လဲမအောင်မြင်သဖြင့်အမိန့်ဖြစ်ခေါ်ယူစေသောအခါအမရာသည်မိမိမှာခင်မွန်းရှိပြီးဖြစ်ကြောင်းညင်းဆိုသဖြင့်မင်းချင်းလူလင်ပြိုတို့သည်အမရာ၏လက်ကိုဆွဲ၍အတင်းခေါ်ဆောင်သွားလေသည်မဟောတရာ၏အိမ်သို့ရောက်လျင်အမရာသည်များစွာသောအချမ်းအယံဖြင့်မင်းသားစည်းစိမ်နှင့်တင့်တယ်ခြင်းများစွာရှိနေသောမဟောတရာကိုမမှတ်မိသဖြင့်ပြုံးရည်ခြင်းငိုကြွေးခြင်းကိုပြုလေသည်မဟောတရာကအကြောင်းရင်းကိုမေးသည့်အခါကုသိုလ်ကံ၏အကျိုးသည်လွန်စွာအံ့ဩဖွယ်ကောင်း၍နှစ်လိုသောနှလုံးဖြင့်ရှင်လန်းမိကြောင်းငိုသည်မှာစီးစိမ်ပြေဆုံးပါလျက်လင်းရှိမယားကိုတိမ့်ယူရန်ပြုသည့်မင်းသားကိုတနာချင်းဂယုဏတက်၍ငုံမိကြောင်းတင်လျှောက်လေသည်ထိုအခါမဟောတရာသည်မင်းချင်းတို့ကိုခေါ်၍အမရာအားတကမူးအိမ်သို့ပြန်ပို့စေသည်နက်နက်မိုးတောက်သောအခါနန်းတော်သို့ဝင်၍ဥတုံပရဒေဝီမိဖုရားအားမိမကောင်းရခဲ့ကြောင်းလျှောက်ထားလေသည်မိဖုရားလည်းမင်းကြီးကိုတင်လျှောက်၍ကြီးကျယ်စွာလက်ထပ်မင်္ဂလာပြုပေးလေသည်အမတ်သူခမိန်၄ယောက်တို့သည်တေနကအမတ်ကြီး၏နေအိမ်တွင်နေတိုင်းမပြတ်ဆုံကြလေရှိတတ်သည်မဟောတရာသူခမိန်လက်ထပ်မင်္ဂလာပြုပြီးသောတနေ့၌မဟောတရာ၏ပညာကိုပြန်၍အမြဲရှုံးခဲ့နေရာယခုတဖန်မဟောတရာသည်ဖုံးပညာရှိသောမယားကောင်းနှင့်လက်ဆက်တိုးပွားလာသဖြင့်မိတို့များရှင်နိုင်တော်မူမဟုတ်သည်ကိုသိရှိရသောကြောင့်မဟောတရာအားပျက်စီးစေရန်မကောင်းသောစိတ်ထားဖြင့်မင်းကြီးအားဂုံချောစကားလျှောက်ထားရန်ကြံစည်ကြလေသည်ထို့နောက်တေနကအမတ်ကြီးသည်မင်းကြီး၏ပရမစံจิตကို၎င်းပကုတ္တအမတ်သည်မင်းကြီး၏ရွှေပန်းကုံကာမိဏအမတ်သည်မင်းကြီး၏ကံပလာဒေဝိနအမတ်သည်မင်းကြီး၏ရွှေချေချင်းတို့ကိုခိုးယူကြသည်ထို့နောက်တေနကအမတ်ကဥစွာပရမစံจิตကိုရတတ်အိုး၌ထဲ၍ကြုံမတယောက်အားရတတ်ရောင်းဟန်ပြု၍မဟောတရာအိမ်သို့ဝင်ရောက်ပေးစေသည်အမရာလည်းရတတ်တယ်မ၏အမှုအရာထူးခြားသည်ကိုသိရှိရ၍ဈေးတယ်မမရှိခိုင်ရတတ်အိုးကိုစစ်ဆေးလေသည်မင်းကြီး၏ရွှေစံချစ်ကိုတွေ့သည်ဖြင့်ဟန်မပြတ်နေပြီးရတတ်တယ်မအားမေးသောအခါတင်းနကအမတ်အိမ်မှဖြစ်ကြောင်းသိရ၍ဈေးတယ်မ၏အမိအဖားတို့ကိုမေးမြန်းမှတ်သားကဝယ်ယူပြီးလျင်ရတတ်အိုးတွင်ဝယ်ယူသောနေ့နှင့်တကွကပီးတက်၍တင်စီထားလေသည်ထိုနည်းတူစွာပင်ပကုတ္တအမတ်အိမ်မှရွှေပန်းကုံပါသောမြက်လေးပန်းတောင်ကာမိဏအမတ်အိမ်မှကပလာပါသောဟင်းရွက်တောင်ဒေဝိနအမတ်ပါမှရွှေချေနှင်းပါသောမူရောစပါးစည်းတို့ကိုဝယ်ယူပြီးနောက်မဟောတရာထံသို့အကြောင်းကြားလေသည်သူကမိန်၄ယောက်တို့သည်တစားလေးခုတို့ကိုထို့သို့မဟောတရာအိမ်သို့ပို့ပြီးနောက်နန်းတော်သို့ဝင်ပြီးမင်းကြီးအားစင်တော်မူမြဲဖြစ်သောပဒမြစံကျိရွှေပန်းကုံကပလာရွှေချေနှင်းတို့အဘဲကြောင့်စင်တော်မမူသည်ကိုရှောက်ကြသည်မင်းကြီးလည်းပျောက်ဆုံးနေကြောင်းဆိုလေလျင်အမတ်တို့ကမဟောတရာခိုးယူထားကြောင်းဂုံချောတင်လျှောက်ကြလေသည်မဟောတရာသည်မင်းကြီးတံခါစားဝင်ရာမင်းကြီးသည်အမျက်ထွက်နေသဖြင့်မျက်နာလွဲကဝင်သွားသည့်အပြင်မဟောတရာအားရာဇဝတ်ထုံးတမ်းအတိုင်းကွပ်မျက်စေလိုသည်မဟောတရာလည်းနန်းတော်မှထွက်ပြေးတိမ်ရှောင်လေသည်ဒခိဏယဝမြစ်စကုံးရွာ၌မထင်မရှားအသွင်ဖြင့်ဩ
အိုးထိန်အိမ်၌မိခိုနေထိုင်သည်ထိုအခါအမတ်လေးဦးတို့သည်အမရာအားသိမ့်ပိုင်ရန်ကိုစီအကြံဖြင့်အမရာဒေဝီထံသို့ကောင်းမြတ်သောလက်ဆောင်ပန်းသားများအသီးသီးပို့စေ၏အမရာဒေဝီသည်အမတ်ကြီးလေးဦးပေးပူသောလက်ဆောင်များကိုလက်ခံ၍လေးဦးစလုံးအားအချိန်ခွဲ၍ချိန်ဆိုလိုက်သည်ထို့နောက်အမရာဒေဝီသည်အိမ်တွင်၌လူလေး9ယောက်နေတာယုံတွင်တူးစေပြီးမစင်များအပြည့်ထဲကအိမ်ထဲမှနင်းသာအောင်ရန်တရားပြင်ပုံတက်စင်ကကလေးကားထားလေသည်အချိန်ရောက်လျင်တေနကအမတ်ရောက်ရှိလာသည်အမရာဒေဝီကအမတ်ကြီးအားရေချိုးရန်ရန်တရားပြင်ပေါ်သို့ခေါ်ဆောင်သွားသည်တေနကအမတ်ကြီးပြင်ပေါ်သို့ရောက်သောအခါအမရာသည်အကြောင်းကိစ္စဖြင့်အပြင်ထွက်တယောင်ပြူ၍ရန်တရားပြင်ကိုနင်းလိုက်ရာတေနကအမတ်ကြီးလည်းမစင်တွင်သို့ကျလေသည်ပကုတ္တအမတ်ကာမိန်နာအမတ်ဒေဝိနာအမတ်တို့အားလည်းအလားတူစွာပင်မစင်တွင်သို့ကြာရောက်စေလေသည်အမတ်ကြီးလေးဦးတို့သည်မစင်တွင်၌ရက်လျက်တညလုံးနေကြရသည်နက်နက်လင်းသောအခါအမရာဒေဝီသည်အစေခံများကိုခေါ်၍အမတ်လေးဦးအားမုတ်စိတ်ကိုရိတ်ခါအဝတ်လုံယုံများဆင်စေပြီးတကိုယ်လုံးကိုကော်ရည်တုပ်၍ဂုံးများကပ်စီကဖျားလိုက်ခေါင်း၌တယောက်စီသွင်းစေ၏ထို့နောက်ပဒများဆန်ကျင်းစားသောမင်းတစားလေးခုကိုလည်းကပီးနှင့်တကွာအမတ်ကြီးလေးဦးတို့ကိုဖျားလိုက်ကိုစီနှင့်တကွာထမ်းရွက်စေပြီးနန်းတော်သို့ဝင်လေသည်မင်းကြီးအားမြောက်ဖြူလေးကောင်နှင့်လက်ဆောင်ပန်းသားများဆက်တာပါကြောင်းတင်လျှောက်လေသည်ဖျားလိုက်လေးခုကိုဖွင့်စေသောအခါအမတ်ကြီးလေးဦးကိုတွေ့ရသည်ထိုအခါအမရာဒေဝီကအမတ်ကြီးလေးဦးတို့မင်းကြီး၏တစားများကိုခိုးယူပုံနှင့်မဟော်တရာအပြစ်မရှိပုံတို့ကိုရှင်းလင်းလျှောက်တင်လေသည်အမတ်ကြီးလေးယောက်တို့ကြီးစွာအရှက်ရလေသည်မင်းကြီးသည်မဟော်တရာကရန်ပြုလာပါကအမတ်တုခမိန်လေးဦးသာတိုင်ပင်ရမည်ကိုတွေးတော်မူကအမတ်လေးယောက်တို့အားခွင့်လွတ်လိုက်လေသည်မဟော်တရာတုခမိန်သည်တခိနယဝမြစ်စကုံးရွာ၌နေသောကာလ၌မင်းကြီး၏ရာဇပလင်ထီချက်ဆောင်နတ်သမီးသည်ညအခါ၌ထီချက်ကိုဖွင့်၍မင်းကြီးအားပြဿနာ၄ရပ်ကိုမေးလေသည်ထိုပြဿနာ၄ရပ်မှာနံပါတ်1လက်ချေတို့ဖြင့်မျက်နာကိုပုတ်ခတ်ခြင်းကိုခံရလျက်ချစ်ခင်နှစ်သက်ခြင်းမပြတ်နှစ်သက်ရသူကအဘယ်သူနည်းနံပါတ်2ဆဲရဲခြင်းကိုမလိုလားတော့လဲစိတ်ရှိတိုင်းစိုးမြည်ဆဲဆိုတော့လဲချစ်မြတ်နိုးရသူကအဘယ်နည်းနံပါတ်3တဦးနှင့်တဦးမဟုတ်မမှန်သောစကားဖြင့်အပြန်အလှန်ဆွဆွဲ၏သို့တော်လဲချစ်ခင်မြတ်နိုးခြင်းရှိသည့်သူကအဘယ်နည်းနံပါတ်4ထမင်းအထဲအဝန်းအိယာနေရာတို့ကိုယူဆောင်တော်လဲချစ်မြတ်နိုးခြင်းမရှိလေသူကအဘယ်နည်းဟူ၍ဖြစ်လေသည်မင်းကြီးလည်းနောက်တစ်နေ့မိုးလင်းသောအခါသူခမိန်လေးဦးအားမေး၍ဖြေဆိုပါမည်ဟုဆိုကာဆိုင်ငံလေသည်နက်နက်လင်းသောအမတ်ကြီးတို့အားပြဿနာ၄ရပ်ကိုဖြေစေသည်အမတ်၄ယောက်တို့သည်ဖြေဆိုနိုင်ခြင်းမရှိ၍မင်းကြီးသည်ပြင်းစွာနှလုံးမသားမရဖြစ်၍ထီချက်ဆောင်နတ်သမီးအားအမတ်၄ယောက်တို့မသိနိုင်ကြောင်းပြောကြားလေသည်ထိုအခါထီချက်ဆောင်နတ်သမီးသည်ဤပြဿနာ၄ရပ်ကိုမဟော်တရာမှတပါမြည်သူမြဖြေဆိုနိုင်မည်မဟုတ်ကြောင်းမဟော်တရာအားမေး၍ဖြေလောဖြေဆိုနိုင်ခြင်းမရှိကမင်းကြီးဤဦးကောင်းကိုရှစ်စိတ်ကွဲအောင်ရိုက်မည်ဟုချိန်ချောက်၍ပျောက်ကွယ်သွားလေတော်သည်နက်နက်လင်းသောအခါမင်းကြီးသည်အမတ်၄ဦးတို့အားမဟော်တရာကိုရှာဖွေ၍ခေါ်ဆောင်စေသည်မဟော်တရာဤတရားစကားကိုနာယူပြီးထီချက်ဆောင်နတ်သမီးအမေးပု္ပ္ပာ၄ရပ်ကိုမေးမြန်းလေသည်ပထမမေးခွန်းသည်2လ3လရှိပြီးသောတားနှင့်မိခင်ဖခင်ကိုဆိုလိုကြောင်းထိုသားငယ်အားမိခင်သည်ရင်ခွင်၌နိုးတိုက်သောအခါသားငယ်သည်မိခင်အားခြေလက်ဖြင့်မျက်နှာရင်တို့ကိုကန့်ကြောက်ရိုက်ပုံသပင်ကိုဆွဲတော်လဲချစ်ခင်ကျင်နာခြင်းမပြတ်ဟုဆိုလိုခြင်းဖြစ်ကြောင်းပြောဆိုသည်ဒုတိယမေကွန်းမှာအမိသည်9နှစ်10နှစ်အရွယ်ရောက်သောသားအားခိုင်းစေသည့်အခါများတွင်သားငယ်သည်စိတ်ခိုင်းသည့်အတိုင်းလိုက်နာခြင်းမရှိ၍မိခင်ဖြစ်သူကဝကြမ်းစိတ်ဖြင့်ရိုက်ဟန်းပြုသည့်အခါသားငယ်သည်ဆဲရေးလျက်လွတ်ရာပြေးလေတော့လေမိခင်သည်သားငယ်ကိုချစ်မြဲတာဖြစ်သည်ဟုဆိုလိုကြောင်းဖြေကြားသည်တတိယမေကွန်းသည်လင်းနှင့်မယားကိုဆိုလိုကြောင်းလင်းမယားနှစ်ယောက်တို့သည်စိတ်ကြွယ်ရာအရ၌တဦးနှင့်တဦးမနာလိုမနှစ်သက်အောင်မုန်းဟန်ဆောင်ရည်ပြုကြတော့လေတဦးကိုတဦးလွန်စွာကျင်နာချစ်ခင်ကြခြင်းကိုဆိုလိုကြောင်းဖြေကြားသည်စတုတ္တမေကွန်းမှာတရားဆောင်သောယဟန်ပုံနာကိုဆိုလိုကြောင်းထို့သောယဟန်ပုံနာတို့အားလူတို့သည်ပေးလူကြသည်ပေးလူသောပစ္စည်းများကိုထိုပုဂ္ဂိုလ်များသုံးဆောင်တိုင်းအလွန်နှစ်သက်မြတ်နိုးကြသည်ကိုဆိုလိုကြောင်းဖြေကြားလေသည်မဟော်တရာ၏အဖြေများကိုကြားရလျင်
ထီးချက်ဆောင်နတ်သမီးသည်ကောင်းချီးပေး၍ယေဒနာပန်းကလပ်ဖြင့်မဟောတရာအားပူဇော်လေသည်မင်းကြီးလည်းအတုမရှိသောစစ်သေးနာပတိအရာချီးမြှောက်လေသည်မဟောတရာသည်တေနာပတိအရာရသည့်ကြောင့်အတုမရှိသောစည်းစိမ်အချမ်းအယံဖုံးချက်တရေတိုးပွားပြန်ပွားသည်ဖြစ်၍အမတ်လေးဦးတို့သည်မဟောတရာအားထိုစည်းစိမ်တို့မှပြက်စေရန်အကောက်ကြံကြပြန်သည်တေနကအမတ်သည်မဟောတရာအားလှုပ်ဝက်စကားကိုမိသူအားပြောတင်သည်ဟုမေးရာမဟောတရာကမိသူကိုများမပြောထိုက်ကြောင်းဆိုသည်ထိုအခါတေနကအမတ်နှင့်ကြံအမတ်တို့သည်မင်းကြီးထံဝင်ရောက်ခါစားကမဟောတရာသည်လှုပ်ဝက်အကြံရှိနေသည်ကိုမိသူအားပြောကြားခြင်းမရှိကြောင်းစသည်ဖြင့်အကောက်ကြံလျှောက်တင်ကြသည်မင်းကြီးမယုံကြည်ပါကကိုတော်တိုင်ခေါ်ယူမေးမြန်းရန်ကိုလည်းရှောက်တင်သည်မင်းကြီးလည်းတနေ့သောညီလာခံ၌အမတ်များလှုပ်ဝက်အပ်သောစကားကိုမြည်သူအားပြောတင်သည်ဟုမေးသည်တေနကအမတ်ကမင်းကြီး၏အလိုကိုဥစွာပြန်မေးရာမင်းကြီးကမယားကောင်းအားတိုင်ပင်တင်သည်ဟုမိန့်ကြားသည်ထိုအခါတေနကအမတ်သည်မင်းကြီး၏အလိုကြအဆွေခင်မုန်းကောင်းကိုတိုင်ပင်တင်ကြောင်းပကုတ္တအမတ်သည်ဖြောက်မှတ်သောတားချင်းပေါက်ဖော်အားတိုင်ပင်တင်ကြောင်းကာမိနာအမတ်ကအဘနှင့်တူသောသူအားတိုင်ပင်တင်ကြောင်းဒေဝိနာအမတ်ကအမိနှင့်အဘတို့အားတိုင်ပင်တင်ကြောင်းစသည်ဖြင့်ရှောက်တင်ကြလေသည်မဟောတရာကမူမိမိအပေါ်ကြားရောက်လာမည့်အပြစ်ကိုမငဲ့ပဲမိသူကိုများမပြောအပ်ကြောင်းဟုတ်မှန်သည့်အတိုင်းဖြေဆိုလေသည်မဟောတရာသူခမိန်၏စကားကိုကြားလျင်မင်းကြီးသည်တေနကအမတ်ကြိုတင်ကုန်းချောသည့်စကားနှင့်ညီသည်ဖြစ်၍ယုံမားတန်တရားဖြစ်ခါနှလုံးမသားမရမျက်နာမရွှင်လန်းပဲဖြစ်လေသည်တေနကအမတ်ကြီးကမူရွှင်လန်းသောမျက်နာဖြင့်မင်းကြီးကိုကြည်နေသည်ကိုမဟောတရာသူခမိန်မြင်လျင်မိမိအားအမတ်လေးဦး၏အကောက်ညံဖြစ်သည်ကိုသိရှိလေသည်ထိုအခါမဟောတရာသူခမိန်သည်အမတ်လေးယောက်တို့၏အကြံကိုသိနိုင်ရန်အတွက်နန်းတော်မှထွက်လျင်၎င်းတို့လေးဦးနေတိုင်းမပြတ်တိုင်ပင်ပြောဆိုကြသည်ထမင်းစပွဲအောက်သို့ဝင်ရောက်၍နေလေသည်တေနကအမတ်သည်မင်းကြီးကနောက်တနေ့မဟောတရာနန်းတော်သို့ဝင်သည်နှင့်လှုပ်ကြံရန်၎င်းကတာဝန်ပေးလိုက်သည်ကိုအားရကျေနပ်စွာဖြင့်ထမင်းစပွဲခုံသို့ရောက်လာလေသည်အမတ်လေးဦးဆောင်ကြလျင်၎င်းတို့လျှောက်ထားချက်၏အကြောင်းရင်းများကိုပြောကြသည်တေနကအမတ်သည်တခါကပြည်တစားမတဦးနှင့်ပြောပါပြီးနောက်ပြည်တစားမကိုတပ်ဖြတ်၍တစားများကိုယူခဲ့သည်ကို၎င်း၏နှုတ်ဆောင်သောမိတ်ဆွေတဦးတည်းသာသိရှိခြင်းကိုဆိုလို၍ပြောသည်ပကုတ္တအမတ်သည်ပေါင်၌ကုဋ္ဌနုနာရှိသည်ကိုနှုတ်လုံးသောညီတဦးတည်းသာသိသည်ကိုရည်ရွယ်၍ပြောကြောင်းဆိုလေသည်ကာမိနာအမတ်သည်တလတစ်ကြိမ်ဘလူးဖန်းနာဆွဲ၍ခွေးယူခဲ့သို့ဖြစ်သည်ကို၎င်း၏သားသိတော်လဲနှုတ်လုံးသည်ကိုရည်ရွယ်ကြောင်းပြောကြသည်ဒေဝိနာအမတ်သည်မင်းကြီး၏ဗဒများကိုခိုးယူထားသည်ကိုအမိကသိတော်လဲနှုတ်လုံးခြင်းကြောင်းဟုဆိုသည်ထို့နောက်အမတ်လေးဦးတို့သည်နောက်တနေ့တွင်မဟောတရာအားတုတ်တင်ရမည်ကိုမမေ့လျော့ကြရန်အတီးတီးမှာကြပြီးပြန်ကြလေသည်မဟောတရာလည်းကြားသည်ရသမျှတို့ကိုမှတ်သားထားပြီးအိမ်သို့ပြန်ခဲ့လေသည်ထို့နောက်နန်းတော်ဝ၌ထိုနေ့ညတွင်နန်းတော်ထဲမှထွက်လာသူကိုတွေ့လျင်မိမိချံအမြန်ခေါ်လာရန်ယုံကြည်ရသူတဦးအားမှာကြားလေသည်ထိုနေ့ညတွင်မင်းကြီးသည်မဟောတရာအားကွက်မြက်ရန်တေနကအမတ်အားတန်လျက်အမိသည်ကိုနောင်တရကစက်မွေရာ၌နေတိုင်းကဲ့သို့မအိပ်ဆက်နိုင်ပဲတွေ့ဝေမိန်မောကနေသည်မိဖုရားကြီးကမင်းကြီးနှလုံးမသားမယားဖြစ်နေရခြင်းကိုမေးလျှောက်သည်မင်းကြီးကအကြောင်းမှန်ကိုမိန့်ကြားလျင်မိဖုရားကြီးသည်မင်းကြီးအားနှစ်သိက်ခါအိပ်ပျော်စေလေသည်မင်းကြီးအိပ်ပျော်လေလျင်မိဖုရားကြီးသည်မဟောတရာထံသို့အကြောင်းကုန်စင်ကိုစာရေးအတိပေးပြီးနက်နက်တွင်နန်းတော်သို့မဝင်ရန်တတိပေးခဲ့လေသည်ရင်းစာကိုမိဖုရားကြီးသည်ကြုံယုံတဦးအားကတွတ်မုတ်ထဲတွင်ထည့်၍ပေးပို့စေခဲ့သည်ထိုကြုံယုံသည်နန်းတော်ဝတွင်အဆောင်ထားသောသူနှင့်တွေ့သဖြင့်မဟောတရာထံသို့ပို့လေသည်မဟောတရာသည်မိမိတည်ပြီးကိစ္စဖြစ်တော်လေမိဖုရားကြီးကစိုးရိမ်စွာအကြောင်းကြားလာသဖြင့်မိဖုရားကြီး၏ကျေးဇူးတော်ကိုကြီးမားလာသည်ဟုမှတ်ယူပြီးညင်သာစွာဖြင့်အိပ်ဆက်လေတော်သည်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဇက်တော်ကြီး10ဘွဲတွေကမဟောတရာဇက်တော်ရဲ့အပိုင်း1ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်လာမယ့်မဟောတရာဇက်တော်အပိုင်း2မှာဆိုရင်လေ
ကောက်ကျစ်စင်းလဲတဲ့အမတ်ကြီး၄ယောက်ရဲ့လှုပ်ကြံမှုကနေပြီးတော့ပညာရှိမဟောတရာသူခမိန်လေးကဘလို့မျိုးစိတ်ဝင်စားဖွယ်ရာကောင်းစွာနဲ့လွတ်မြောက်လာမလဲဆိုတာကိုစောင့်မျှော်ပြီးတော့နားဆင်ပေးပါအောင်ရှင်။ကျမတို့ရဲ့တိမ်ကတုသမီ channel ကနေတုဒ္ဒရတ္တရဖွယ်ရာစာအုပ်စာပေမျိုးစုံကိုနေ့စဉ်ဖတ်ရှုပေးနေတာဖြစ်တဲ့အတွက်တိမ်ကတုသမီ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။နားတော်တာဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။